မြန်မာစရန်တမိုင်းမှာအောင်ကျက်ရခိုင်တို့အမြင့်ဆုံးကဘယ်ပြည်နယ်ဖြစ်မယ်ထင်တယ်လဲမြန်မာနိုင်ငံမှာစရန်အောင်ကျက်အကောင်းဆုံးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုနှစ်အလိုက်အဆင့်တက်မှတ်ချက်တွေရှိပါတယ်။ဒါကြောင့်အောင်ကျက်အကောင်းဆုံးတွေက2019ခုကနေ2025ခုနှစ်ထိ9နှစ်ဆက်တက်အောင်ကျက်အမြင့်ဆုံးပြည်နယ်တစ်ခုကိုဘူးတာဖြစ်ဖော်ပြပေးချင်ပါတယ်။ဒါဆိုအောင်ကျက်အကောင်းဆုံးပြည်နယ်ကဘယ်ပြည်နယ်ဖြစ်မယ်ထင်တယ်လဲ။ဟုတ်ပါတယ်မွန်နို့ဌာနေရမညမြေမွန်ပြည်နယ်ပဲဖြစ်ပါတယ်။2019ခုနှစ်ရဲ့မွန်ပြည်နယ်အောင်ကျက်က41.12%ရာခိုင်နှုန်း2020မှာတော့34.1%ရာခိုင်နှုန်းအထိထိုးဆင်းသွားခဲ့ပါတယ်ဒါပေမဲ့စိတ်ပူစရာမရှိခဲ့ပါကိုဗစ်ကာလပြီးနောက်2022ခုနှစ်မှာ59.21အထိထိုးတက်လာခဲ့ပြီးအံ့ဩစရာကောင်းတာကတော့2023ခုနှစ်ပါတပြည်နယ်လုံးမှာအောင်ကျက်82.33%ရာခိုင်နှုန်းအထိရှိခဲ့ပြီးတနိုင်ငံလုံးမှာစတုထအမြင့်ဆုံးနေရာရရှိခဲ့ပါတယ်ပြီးတော့စနစ်တစ်အကူပြောင်းဂျီတွဲစတင်တဲ့2024ခုနှစ်မှာတော့59.8%ရာခိုင်နှုန်းအခုနောက်ဆုံးပြည်စုထားတဲ့2025ခုနှစ်မှာလည်း59.16%ရာခိုင်နှုန်းအထိဆက်လက်တည်ရှိနေကြတာပါဒါဆိုမွန်ပြည်နယ်ကတခြားပြည်နယ်တွေထက်ဘာကြောင့်အောင်ချက်ကောင်းရတာလဲမိဘတွေရဲ့ပညာရေးအားပေးမှုကျောင်းသားတွေစ조사အထောက်မှုနဲ့ဆရာဆရာမတွေရဲ့တင် जा ရေးစနစ်ကောင်းမွန်မှုတို့ကြောင့်ပဲဖြစ်ပါတယ်တင်ငေါဘယ်တန်းဒေသကြီးမှာဖြစ်ဆိုအောင်မြင်ခဲ့တာလဲကိုမမှာပြောပေးကြအောင်နော်